ရှေးတုန်းကတောနက်ကြီးတစ်ခုထဲမှာချင်းသေးကြီးတစ်ကောင်ရှိပါတယ်။အဲ့ဒီချင်းသေးကြီးဟာအလွန်အင်အားကြီးမားပြီးတောတစ်ခုလုံးကိုအုပ်ချုပ်တဲ့တောဘုရင်တစ်ပါးလည်းဖြစ်ပါတယ်။ဒီနေ့မှာချင်းသေးကြီးဟာတစ်ပင်တစ်ပင်အောက်မှာအိပ်ပျော်နေပါတယ်။အလွန်အစောတန်တဲ့ကြွက်ငယ်လေးတစ်ကောင်ကချင်းသေးကြီးအပေါ်ကိုတက်ကစားမိပါတယ်။ချင်းသေးကြီးဟာကြွက်ငယ်လေးရဲ့နှောက်ယှက်မှုကြောင့်ကောင်းမွန်စွာမအိပ်ရပဲအိတ်ချင်မှုတူးနိုးလာပါတယ်။ချင်းသေးကြီးကဒေါသထွက်ကကြွက်ငယ်ကိုဖမ်းလိုက်ပြီးငါအိပ်ပျော်နေတုန်းကိုမင်းပါလို့လာကစားရတာလဲမင်းကိုငါတက်လိုက်မယ်လို့ပြောလိုက်တယ်။ကြွက်ငယ်လေးကတော့ကြောက်လန့်တကြားနဲ့တောင်းပန်ပါတယ်။ဘရင်ကြီးကျွန်တော်ကမစင်ကျင်ဘဲနဲ့တက်ကစားမိတာပါ။ကျွန်တော်ကိုမတက်ပါနဲ့။နောက်တစ်ခါဘရင်ကြီးကိုကူညီပေးပါမယ်လို့တောင်းပန်လိုက်ပါတယ်။ချင်းသေးကြီးကကြွက်ငယ်လေးရဲ့တောင်းပန်စကားကိုကြားကပြုံးပြီးမင်းလိုအားနေတဲ့ကြွက်ငယ်ကငါ့ကိုဘယ်လိုကူညီပေးမှာလဲ။ဒါပေမဲ့မင်းကိုပြန်လွှတ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ချင်းသေးကြီးကကြွက်ငယ်လေးကိုပြန်လွှတ်ပေးလိုက်ပြီးနောက်တောထဲကိုဆက်လက်လှည့်လည်ကြည့်ရှုနေတော့မိုးဆိုးတွေထောင်ထားတဲ့ထောင်ချောက်တစ်ခုထဲကိုမိသွားပါတယ်။ချင်းသေးကြီးဟာဘလို့ပဲရုန်းကန်ပေမဲ့ထောင်ချောက်ထဲကနေမထွက်နိုင်ပဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာကြွက်ငယ်လေးကချင်းသေးကြီးရဲ့အော်ဟစ်တန်ကိုကြားပြီးချင်းသေးကြီးစီကိုပြေးလာပါတယ်။ကြွက်ငယ်လေးကချင်းသေးကြီးကိုတွေ့ပြီးနောက်ဘရင်ကြီးကျွန်တော်ဘရင်ကြီးကိုကူညီပေးပါမယ်လို့ပြောလိုက်ပါတယ်။ကြွက်ငယ်လေးကထောင်ချောက်ကိုကိုက်ဖြတ်ပြီးချင်းသေးကြီးကိုလွတ်မြောက်အောင်ကူညီပေးလိုက်ပါတယ်။ချင်းသေးကြီးဟာကြွက်ငယ်လေးရဲ့အကူအညီကြောင့်ထောင်ချောက်ထဲကနေလွတ်မြောက်သွားပြီးနောက်ကြွက်ငယ်လေးကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။ချင်းသေးကြီးနဲ့ကြွက်ငယ်လေးတို့ဟာအပြန်အလှန်ကူညီပေးကြပြီးတငယ်ချင်းဖြစ်သွားကြပါတယ်။ဒီပုံမြင်တွေကသင်ခန်းစာကတော့အားနည်းသူတွေကလည်းအားကြီးတဲ့သူကိုကူညီနိုင်တယ်ဆိုတာကိုသိထားရပါမယ်။ဒါကြောင့်ဘသူ့ကိုမဆိုအထင်မသေးပဲအပြန်အလှန်ဖေးမှကူညီပေးကြဖို့လိုအပ်ပါတယ်။